Danish International School နဲ့က9မိနစ်မဂါဘန်နာ shopping mall နဲ့က10မိနစ်ကားမောင်းအကွာအဝေးမှာရှိတဲ့လက်စီလုံးချင်းအိမ်လေးကိုကျွန်တော်လိုက်ပိုက်မှာဖြစ်ပါတယ်ဒီအိမ်ရဲ့ဆိုက်ရဆိုရင်412 square meter ရှိပြီးတော့မှအရှိမဆိုရင်ကားပါကင်3စီးစာရက်လို့ရနေရာလေးရှိပါမယ်ဟိုဘက်ချမ်းမှာဆိုရင်တော့မြေပူလေးရှိပါမယ်ဗျအိမ်ထဲကိုတစ်ချက်တော့ကျွန်တော်သွားပြီးကြည့်ရအောင်ဝင်ချင်းမှာဆိုရင် sugar pin နဲ့ထားတဲ့ space နေရာလေးရှိမယ်ဘက်ချမ်းမှာဆိုရင် TV ကြည့်ပြီး AC ချေလို့ရတဲ့ space နေရာလေးရှိမယ်အရှိကိုဆက်သွားလိုက်မယ်ဆိုရင်တော့ living area နဲ့ dining space ကတစ်ဆက်တည်းဖြစ်မယ်စတူကန်တစ်ခန်းရှိမယ်သူ့ရဲ့ကဲရမှာကရေချွမ်းအင်တာတွဲရပါတယ်အိတ်ခန်းရှိပါမယ်ဒီရလေးက spray kitchen ပဲဖြစ်ပါတယ်သူ့ရဲ့ကဲရမှာပဲခွန်မောင်းထားလိုက်ရှိမယ်ဒုတိယထပ်ကိုသွားကြည့်အောင်ဒုတိယထပ်ကိုရောက်တာနဲ့ living space နေရာလေးရှိမယ်ဟိုဘက်ချမ်းမှာဆိုရင်ရေချွမ်းအင်တာတွဲပါတယ်အိတ်ခန်းရှိမယ်သူ့ရဲ့ကဲရမှာပဲဘာတီပတ်အနေနဲ့လှုပ်ထားတဲ့တီးတန့်ခန်းလေးရှိမယ်ဗျဒီခန်းလေးရဆိုရင်ရေချွမ်းအင်တာတွဲပါတယ်တတရားမြောက်အိတ်ခန်းဖြစ်ပါတယ်ဒီနေရာလေးကဆိုရင် double space ဖြစ်တဲ့အတွက်စီနီကတော်တော်လေးကိုမြင့်မယ်ဗျဒီခန်းလေးကတော့ရေချွမ်းအင်တာတွဲပါတယ်၄ခန်းမြောက်အိတ်ခန်းဖြစ်ပါတယ်ဒီညမှာဆိုရင်တော့ဘေဂုန်ကြီးလေးထားပေးထားပါတယ်ဗျသူ့ရဲ့ကဲရမှာပဲရေချွမ်းအင်တာတွဲပါတယ်၅ခန်းမြောက်အိတ်ခန်းဖြစ်ပါတယ်ဝိုင်း closet ရှိမယ်ပြီးရတဲ့ရေချွမ်းအင်တာရှိမယ်ဗျဘတ်တက်လည်းထားပေးထားပါတယ်facility အနေနဲ့ကတော့ gym swimming pool နဲ့ co-working space တို့ပါရှိမှာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကိုလိုနဲ့လုံးချင်းကိုဝယ်မယ်ဆိုပါက Trust and Promise Thailand Property ကိုဆက်သွယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။